device များကို address သတ်မှတ်ပြီးနောက် basic project setting ကို set up ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။နံပါတ်1 project ကိုနှိပ်ပါ။ပြီးရင် project config ကိုရွေးချယ်ပါ။နံပါတ်2 project setting ကိုရွေးချယ်ပါ။ပြီးရင် project name ကိုနှိပ်ပါ။ default name က home ဖြစ်ပါတယ်။ project name ကို change ပါ။ project ရဲ့ address ကိုအသုံးပြုဖို့အကြံပြုပါတယ်။ location အောက်ကသင်ရဲ့နိုင်ငံနဲ့မြို့ကိုရွေးချယ်ပါ။ပြီးရင် save ကိုနှိပ်ပါ။နံပါတ်4ဒီ page ကနေ database ကိုလည်းရွေးချယ်နိုင်ပြီးတော့ upload ပြီးလို့ရှိရင် upload to device ကိုနှိပ်ကတစ် format ကိုတင်ပေးနိုင်ပါတယ်။နောက်ပိုင်းမှာသင် app ထဲကနေ download page ကိုဖွင့်ပြီးတူညီတဲ့ code ကိုထည့်သွင်းက format မှာ project အပြည့်အစုံကိုလက်ခံနိုင်ပါတယ်။ဒါပေမဲ့အခုတော့မလုပ်ပါနဲ့။ lighting, aircon, water, security နဲ့ audio, video စတဲ့သင် project ထဲက programming အားလုံးပြီးဆုံးမှသာ database ကို upload လုပ်ပေးသင့်ပါတယ်။ Row Manager default rows အနေငယ်ကိုတင်မြင်ရမှာဖြစ်ပါတယ်။အခန်းတွေကိုဖြတ်လို့ရတယ်လို့ edit ပြုလုပ်လို့ရပြီးတော့အသစ်လည်းထည့်နိုင်ပါတယ်။အခန်းတစ်ခန်းကိုဖြတ်ဖို့အခန်းပုံရဲ့တောင်းမှာရှိတဲ့ X ကိုနှိပ်ပြီးဖြတ်မှတေချရတယ်လို့ confirm ပြုလုပ်ပါ။အခန်းတစ်ခုကိုပြင်ဆင်ဖို့အဲ့ဒီအခန်းကိုနှိပ်ပါ။နာမည်နဲ့ပုံကိုပြောင်းလဲနိုင်ပြီး device list ကိုကြည့်ရှုနိုင်ပါတယ်။ project ကအသစ်ဖြစ်နေသေးတာကြောင့် device တွေအောက်မှာ channel တွေမတွေ့ရသေးပါဘူး။အခန်းအသစ်ထည့်ဖို့ plus indicator ကိုနှိပ်ပါ။အခန်းနာမည်ထည့်သွင်းပါပြီးရင်ပုံပြောင်းဖို့အဲ့ဒီအခန်းကိုဖွင့်ပါ public scene ကိုနှိပ်ပါနောက်ပိုင်း programming ပြုလုပ်စင်မှာသင်လိုအပ်လာမယ့် scene တွေကိုနာမည်ပြန်ပေးပါဥပမာ welcome morning scene night scene visitor go to bed ဒါမှမဟုတ် away scene စသဖြင့်ပေးနိုင်ပါတယ် device address ဒီနေရာမှာဒီ project address subnet နဲ့ device ID ကိုသတ်မှတ်ပေးနိုင်ပါတယ် network setting အကယ်၍သင်ကိန်းဝေဒီမှာ server setting တွေကိုအရင်က programming ပြုလုပ်ပြီးသားဆိုလို့ရှိရင်တော့ PRG ခလုတ်ကို9စက္ကန့်ခန့်နှိပ်ထားပြီး search ကိုနှိပ်လိုက်ရုံပါပဲသင်ရင်သိမ်းဆည်းခဲ့ထားတဲ့ setting အားလုံးကို system ကအလိုလျောက်ခေါ်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ save ကိုနှိပ်နိုင်ပါတယ် TNS gateway ထဲမှာဘယ်ပြောင်းလဲမှုကိုမှသိမ်းဆည်းချင်တာမရှိဘူးဆိုရင်တော့ cancel ကိုရွေးချယ်ပါအကယ်၍ password ဒါမှမဟုတ်တခြား setting တစ်ခုခုကိုပြောင်းလဲထားရဲဆိုရင်တော့ save ကိုနှိပ်ပြီးအသစ်ပြောင်းလဲထားတဲ့ setting တွေကို TNS gateway ထဲမှာ apply လုပ်ပေးပါ home page setting ဒီကနေ Internet system အားလုံးကိုကြည့်ရှုနိုင်ပြီးတော့ဒီ software ကနေ data set ကိုတင်ဖုန်းကိုတင်ပေးခြင်းမပြုလုပ်မီမှာလိုအပ်ပါကဘယ် address ဒါမှမဟုတ်ဘယ်နာမည်ကိုမဆိုပြင်ဆင်နိုင်ပါတယ် about ဒီနေရာမှာသင် company နာမည်နဲ့ဝန်ဆောင်မှုဖုန်းနံပါတ်ကိုထည့်သွင်းနိုင်ပါတယ်ဒါမှလည်း customer ကသင်စီအမြဲတမ်းဆက်သွယ်နိုင်ပြီးတော့သူတို့ရဲ့အထက်မှာသင်ရဲ့ contact information တွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ် project configuration page ကနေထွက်ပါပြီးရင် project save project ကိုရွေးချယ်ကသင် project ကိုတင်ဆက်လိုက်အောင်ပါပဲ